ကျွန်တော်တို့ကံပြရွှေငါ9ပန်းလေးမြန်မာပြည်ထဲမှာ9ပန်းလေးကုမ္ပဏီအကြီးဆုံးထဲမှာပါတယ်ဒီကတော့ဆိုင်ရဲ့ငါးတွေတော်တော်များများကိုဒီကနေပြီးတော့ယူတာပေါ့အထူးသဖြင့်စက်တင်ဘာလကနေပြီးတော့မေလအထိပေါ့9ပန်းလေးရသည်မှာအရင်တော့ကိုရီနားလေတာဆာမွန်တို့ငရမ်းတို့စနိုးဖစ်တို့ကကတစ်တို့ဒါပဲသိတယ်သူတို့နဲ့တွေ့ပြီးတဲ့အချိန်မှာဒီငါးကဘလို့အသားရှိလဲဘယ်ငါးအယိုးရှိလဲဟိုငါတလောက်ကိုဘလို့အယိုးနှွှန်ရမလဲဆိုတာဒီငါးပန်းလေးမှာဒီကလူတွေကပြပေးသွားတယ်ငါတလောက်ကိုအယိုးဘလို့နှွှန်လဲဆိုတာဒီမှာလာယူဖြစ်တာကတော့ product knowledge ကဒီမှာပဲသိရတာအမှန်တမ်းပြောရင်ဆိုတော့ဒီငါးတွေသုံးကြည့်ပါလားချိုးတယ်ကောင်းတယ်ပုံမှန်အဖြစ်ဒီကထွက်လာတဲ့ငါးတော့များငါ6လောက်ကြတယ်ဒါပေမဲ့တကယ်တမ်းကျဒီငါးတဲ့ငါ6လောက်ရမယ်ငါးတယ်မဟုတ်ဘူးအရသာတော်တော်ကောင်းတယ်ကျွန်တော် fine dining မှာသုံးလို့ရတဲ့ငါးတွေဒီကောင်ကကျွန်တော် ribbon fish ကိုခေါ်တယ်ဒီမြန်မာပြည်မှာတိတ်မစားကြဘူးကိုရီးယားတို့ဘာမှတော်တော်လေးကိုနာမည်ကြီးတယ်ဒီကောင်တွေကကြောက်သူ့သားချိုလဲချိုဒါကျွန်တော်ဒီမှာကြတော့ဟိုငါတကောင်လို့ခေါ်တာဒါကြောင့်စင်ကောင်လို့ခေါ်တယ်သူလည်းကြောက်ပုံကားပဲဒါကြောင့်ကလန်ငူအဖြူပေါ့ဒါကလန်ငူအမဲပေါ့ကလန်ငူလို့ခေါ်ပေမဲ့ငါကောင်ကအထက်အသက်ချလည်းမတူဘူးသူပုံစံလည်းမတူဘူးဒီလုံးကသူကနီနေလားချိုက်နေလားဘယ်လိုမျိုးဖောင်းပြီးတော့ကြည်နေတယ်လက်မျိုးလုံးနည်းနည်းခြိုင်သွားတာတော့မျိုးလုံးရဲလာတာလို့ဆိုလို့ရှိရင်တော့မတက်တော့ဘူးဟက်ကကြတော့ကျွန်တော်တို့ရဲနေလို့ရှိရင်တိတ်တိတ်တာမရှိဘူးတပြေးနဲ့ဖြူလာပြီးဒီဘက်ဆက်သားလောက်ဖြူလို့သူကဒီအရာတစ်ခုလုံးဖြူလာပြီးဆိုလို့ရှိရင်သူကတပြေးနဲ့ quality ကကျလာအဲ့ခါကျတော့ရှင်သူ့သားကလည်းကိုလိုချင်လို့လုပ်လို့မရဘူးအဲ့တော့ဆုံးငချောက်လုပ်တဲ့လူတွေကစပေါ့ဒီငါးသားကိုတိတ်ပြီးမကြိုက်တော့တင်းတွတ်တွတ်ဖြစ်သွားပျော့သဘုတ်ကြောက်တွေဖြစ်ကုန်တော့ကျွန်တော်ကြီးကုန်လည်းကြည့်တာကြီးကုန်တအားချွတ်နေပြီလို့ရှိရင်ဒီကောင်ကသူ့ရဲ့တောင်တင်းနိုင်တဲ့ဒဏ်မရှိတော့ဘူးသူရကြောတွေကရော့လာတော့အဲ့ဒါကချွတ်ထွက်လာအဲ့ဆိုရှင်တေချာရဲကောင်တည်းနေ့ရဆိုရင်ဒီကောင်ပုတ်တယ်အဲ့လိုမျိုးမြန်မာပြည်ကထွက်တဲ့ product တွေမှာနော်မွန်နေဖို့ကောင်းတာဒါငါကိုရှာဆိုရင်ငါ6ပဲလောက်ကြတယ်ဒါကိမကရော fine dining တို့ဒီ European dining မှာတကယ်ဈေးကြီးပေးပြီးတော့ဝယ်ရတဲ့ငါးတွေဒါတွေကအခုမှသူများနဲ့မတူတဲ့ငါးတွေသုံးလို့ရတာသူတို့တွေတကယ်ကိုသူတို့ပြောပြပြီးတော့ရှောက်သုံးရင်းနဲ့ပြစ်လာတာပေါ့နော်ဆိုတော့အခုဆိုလေဒီနေ့ဆိုလည်းမသုံးမှုတဲ့ငါးတွေတွေးပြန်ပြီဆိုတော့ဒါတွေဆိုရင်လည်းမတွေးဘူးဥမဆိုကလန်ငိုဆိုရင် menu ထဲမှာထည့်လိုက်တယ်အဲ့ဆိုင်ထဲမှာ star dish ထဲမှာအဲ့ဒီကလန်ငိုပါတယ်ဒါဒီကနေပဲရအောင်ဒီညီလေးတို့နဲ့ဆက်သွယ်တယ်လို့ဆိုတော့အဲ့တဲ့တွေ popular ဖြစ်တဲ့ဟာကိုမရွေးဘူးဘယ်ဟာကောင်းလဲသူတို့စီကလာဒီငါပို့ချိုးတယ်ကောင်းတယ်ဆိုရင်ကျွန်တော်တို့ menu ထဲအတင်းထည့်ပြီးတော့အဲ့တဲ့ကို post ပြီးရောင်းတယ်မကြဘူးတေးချတယ်စားကြည့်ဒီ product တစ်ခုကရတာကောင်းနေတယ်ဆိုရင်ကျွန်တော်ရဲရောင်းရဲတယ်ကောင်းနေရတာနဲ့အဲ့တဲ့အတင်းထိုးကျွေးလိုက်ရင်အဲ့တဲ့ကဘာပြောလဲဆိုတော့ဟာကောင်းတာဗောကျေးဇူးတော်တင်နေတယ်ဆိုတော့အဲ့ကြောင့်မို့ကျွန်တော်လေဈေးရောင်းရတာယုံကြည်မှုကရှင်းပြောဒီ product ပေါ်မှာပဲရသွားတာပဲဒါကတော့